အဲ့တော့နောက်တစ်ခုကကြတော့ဆရာဝန်ရေးချင်မှုမြန်မာနိုင်ငံမှာကတော့ဆရာဝန်တယောက်တည်းအတူတူကပဲပေါ့နော်မတူညီတဲ့ဈေးကန်းတွေမှာထိုင်တာမျိုးတွေရှိတယ်အဲ့ဒီဆိုတဲ့အခါကျတော့ဈေးကန်းနဲ့ဆရာဝန်တွေကိုတွဲပြီးတော့ရွေးတင်တယ်ပေါ့နော်အဲ့တော့ဆရာဝန်ဆိုလို့ရှိရင်ဒီတွားညှိကူတာမှုမှာအထူးကူယူထားတာဘွဲယူထားတာမျိုးဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့တချို့ဆရာဝန်တွေကလည်းအဲ့လိုဘွဲမျိုးမရပေမဲ့လောက်တက်ကတအားရှင်ပြီးတော့ဘိုးရည်လေးဖြစ်နေပြီပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်လည်းဒီဆရာဝန်တွေကိုရွေးချယ်တင်တယ်ပေါ့နော်အဓိကကတော့ဆရာဝန်ရဲ့စိတ်ရှည်မှုကိုယ်ရှင်းပြမှုပေါ့နော်ဟိုတချို့ဆရာဝန်တွေစိတ်မရှိဘူးဘာလုပ်ပေးလို့လုပ်ပေးလိုက်မှမသိဒါကဘာလို့လုပ်တာလဲမသိရဘူးပေါ့နော်မင်းလည်းစိတ်မရှိဘူးဒါမျိုးတွေဆိုလို့ရှိရင်ရှောင်တင်တယ်ပေါ့နော်ပြီးတော့ကျွန်မနောက်ထပ်ခံယူတာကလူတိုင်းကိုတပြေးညီအရေးကြီးရလို့ခံယူပြီးတော့မှကုသပေးတဲ့ဆရာဝန်မျိုးပေါ့နော်ဟို influencer မို့လို့တော့ Q site တာတာမန်လူမို့လို့သူ့ case ကိုလက်လွတ်စပယ်လောက်တာဒါမျိုးဆိုလို့ရှိရင်တော့အဆင်မပြေဘူးလူတိုင်းကိုတပြေးညီဒီလူတိုင်းရဲ့ brace journey ကအရေးကြီးရလို့ခံယူထားတဲ့ဆရာဝန်မျိုးပေါ့နော်ဒါမျိုးကိုရွေးချယ်တဲ့နဲ့အဲ့တော့ဆရာဝန်နဲ့ဆေးခန်းနဲ့ကိုပေါင်းပြီးတော့မှရွေးချယ်တဲ့နဲ့ကိုယ့်ရဲ့လိုအပ်ချက်ကိုယ့် case ရဲ့ခက်ခဲလားရှုပ်ထွေးလား simple ဖြစ်လားရွေးရှင်လားပေါ့နော်ဒါမျိုးပေါ်မူတည်ပြီးတော့မှဆေးခန်းနဲ့ဆရာဝန်နဲ့ကိုရွေးချယ်တင်ပါတယ်